ဒီမှာဒီလိုပြောတဲ့ကိုသားဘာဖြစ်လဲခွက်ခောက်ကဘာဖြစ်လဲခွက်ခောက်ကတက်တာလားဟုတ်လားပါကိုမပြပြီးတော့ရောက်တော့ခံတော့ရောက်ဟုတ်လားပါမခေါ်တော့ချက်လဲရင်းနဲ့ပြည်ပဲတော့ဘူးလားတော်လိုင်းလေးဘယ်လိုလောက်ရတစ်ချက်ပြောပြအောင်လေဟိုမှာဖုတ်ထူတဲ့ကောင်းလေးဖုတ်ထူတော့လောက်ပဲမတန်နဲ့လို့လက်ကြီးတို့ကိုဖောင်းထူတဲ့ကောင်တွေဟုတ်လားမြေပြင်မှာရှိတရားဘယ်လိုနေလဲထောက်ဖို့ဟဲ့အမီထောက်ဖို့လေးလောက်ပြီးတော့လောက်ကြီးထောက်ဖို့ခောက်တာအဲ့ဒါပြောရှင်းလားလူခောက်တာမဟုတ်ဘူးလို့ခောက်တာဒီမှာကြည့်လေကင်မရာကြည့်လေခွဲခောက်တာအလွယ်တကူခောက်ရတာမဟုတ်ဘူးခောက်ချင်တယ်ခောက်လို့မရဘူးပြီးပို့ရတာကိုကြည့်အောင်ခောက်ချင်တယ်ခောက်လို့မရဘူးခောက်ချင်တိုင်းခောက်မရဘူးရှေ့ကလူလည်းမရဘူးဆရာတို့ကခွဲလဲခောက်တယ်သူလည်းတို့ခောက်ခံရတယ်ညတို့ကခွဲခောက်တတ်ပဲအော်ဒီကနေပါကျွန်တော်မပေးပါဒါဆိုကိုဝင်းနိုင်အောင်ဆောင်းပြောတာပေါ့ကျွန်တော်ပေးပါတော့ဒီပစည်းရတော့အေးဆေးပဲကျေပဲမကြဒီပစည်းကတော့ဒါဗျူဟာမူကအေးဆေးပဲကဲမကားလေးဆောက်ပြီးတွားကြမယ်ဆက်ပြီးတော့ပျော်ပါညနေ9:10 မိနစ်ဖြစ်ပြီ